ယောက်တိုင်းရဲ့အသက်တာနဲ့အယောက်တိုင်းရဲ့မျိုးစဉ်မျိုးဆက်ပေါ်မှာထာဝရဘုရားထံတော်ကနေရောက်ရှိလာသောရှလုံကောင်းကြီးစုကျေးဇူးငြိမ်သက်ခြင်းတက်ရောက်တည်ရှိပါစေကျွန်တော်တယောက်နဲ့တယောက်ကြည်ကိုမျက်နှာကြည့်ပြီးတော့တယောက်နဲ့တယောက်ကျွန်တော်တို့ကနှုတ်ဆက်ရအောင်ဒီလိုစကားပြောမယ်နော်ငါမြင်မှုသမျှအဲမှာခင်ဗျာချောဆုံးပဲဝါ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 ဟာလေလုယာဖယားရှင်သူသားသမီးများကိုအလားပါဆုံးသောသူရဲ့ထက်မှထားလျက်အမြဲတမ်းအချောဆုံးအဖြစ်ဖန်ဆင်းသောဖယားဖြစ်ပါတယ်ဟာလေလုယာဒီနေ့အတွက်ကျွန်တော်အတူတကွာနှုတ်ကပတ်တော်ကိုဆင်ခြင်ကြဖို့ဖြစ်ပါတယ်စာလံ139အပိုင်းငယ်18အတူတကွာဖတ်ကြမယ်နော်တင်းနှစ်သုံးတရားတော်၌အံ့ဘွယ်သောအရာတို့ကိုမြင်နိုင်ပါမိအကြောင်းအကျွန်ုပ်၏မျက်စိကိုဖွင့်ပေးတော်မူပါအရောက်တိုင်းဖျားရှင်ဖွင့်ပြပါစေဒီနေ့ကျွန်တော်အားလုံးစင်ကြယ်နှလုံးသွင်းပြီးတော့နည်းနည်းသောထာဝရဘုရားရဲ့နေပယ်ထဲကနေရယူကြမယ်နော်ကျွန်တော်ဘဝတစ်ခွက်တော့သူပြင်ဆင်ပြီးတော့အရာတွေရယူဖို့တော့တချောင်းအဲ့ဒါပါလဲဆိုရင်တင်းပါမြင်လေတင်းပါမြင်လေဆိုတဲ့ခေါင်းစဉ်တတ်ထားပါလေခုနကျုံဖတ်တဲ့ကျမ်းစာကတရားတော်၌အံ့ဘွယ်သောအရှာတို့ကိုမြင်နိုင်ပါမိအကြောင်းအကျွန်ုပ်၏မျက်စိကိုဖွင့်ပေးပါဒီစကလုံးဒီစာငတ်ခြင်းတောင့်တခြင်းဆုတောင်းဆက်ကခြင်းဖြစ်ပါကျွန်တော်အသက်တာထဲမှာစာငတ်မှုမရှိရင်ဆက်ကပ်ဖို့ကခြေလမ်းပြောက်သွားတာဆက်ကပ်မှုမရှိရင်နေပယ်တဲ့တို့ဝိညာဉ်နေပယ်ထဲမှာဝင်နိုင်မဲ့တကားကမဖွင့်ပြန်ဒါကြောင့်ဒီကျမ်းစာအပြင်ကျွန်တော်ထာဝရဘုရားစကားပြောဖို့ဖြစ်တယ်အံ့ဘွယ်သောအရာတို့ကိုမြင်နိုင်ပါမည်အကြောင်းဒါဆိုရင်တင်နဲ့ကျွန်တော်အတွက်ထာဝရဘုရားရှင်ကအံ့ဘွယ်သောအရာတွေကိုသူကပြင်ဆင်ထားခဲ့တင်နဲ့ကျွန်တော်ရဲ့ destiny အတွက်ကြီးမားသောအရာတွေသူကပြင်ဆင်ခဲ့ပြီယေရမိခန်းကြီး1ပိုင်းငယ်4နဲ့5မှာယေရမိတင်းရဲ့အမိဝမ်းထဲမှာငါဒီတင်းကိုမထားမီကပြင်တင်းဒီလောကမှာရှိသောလူမျိုးအလုံးတို့ရဲ့အကြီးဆုံးသော prophet အဖြစ်ငါခန့်ထားပြီလို့ပြောတယ်ဒါဆိုရင်ယေရမိထဲဘာကိုဖျားရှင်ကခန့်ထားပြီလဲဆိုရင်ပရောဖက်ကြီးဖြစ်ဖို့ဘုရားရှင်ကသူမမွေးခင်အမိဝမ်းထဲမှာသူ့ကိုမထားခင်ဘုရားရှင်ကပြင်ဆင်ပြီးပြီဒါဆိုရင်ဘုရားသခင်အကြံစီထဲမှာလူတွေကခင်များကိုမတွေ့ခင်ကိုယ့်အမေနဲ့ကိုယ့်အဖေကကျွန်တော်တို့ကိုမသိနားမလဲခင်ကြဲကဘုရားရှင်ကတင့်ကိုနားလဲပြီးသားဖြစ်တယ်တင်းရဲ့ destiny ကိုတင်းမသိတော့လည်းပဲတင်းကိုဖြစ်ပွားစေတဲ့ဘုရားကတင်း destiny တော့သူထားတယ် hallelujah တင်းရဲ့ရှေ့ရဲ့တင်းရဲ့ next step တင်းရဲ့ဘာလဲဖြစ်တည်မှုအမှန်ကိုသူကထားတာဖြစ်တယ်ဒါဆိုရင်မောရှေမွေးလာတာနဲ့တပြိုင်နက်သူဘာရင်ဆိုင်ရတယ်လဲဆိုရင်ဘယ်ကဘာမှကဖြတ်လို့မရတဲ့မာဆယ်လောကြီးတွေ့ရလာအဲ့ဒီမာဆယ်လောကဘာလဲယူဒလူမျိုးတွေမှာယောက်ျားလေးမွေးတာနဲ့တပြိုင်နက်ချစ်ချင်းတိစေလေဘင်းညနိုင်မြစ်ထဲမှာငါးစာကျွေးဒါက
ဖာရောဘုရင်ရဲ့မာဆယ်တော်ဖြစ်တယ်လုံးဝဖောက်ဖြစ်လို့မရဘူးလုံးဝညှင်းလို့မရဘူးပုံးလို့လည်းမရဘူးသူတို့ခေတ်ကဖာရောအသားပညာရှိတာဘယ်လောက်ပညာရှိတယ်လဲဆိုရင်ကျွန်တော်အခုမှကယာအိမ်ကောင်းဆယ်အိမ်ကောင်းရှိတာ तू ကနှစ်အိမ်ကောင်းတောင်မှရှိတာနှစ်အိမ်မှာခေါင်းဆောင်တယောက်ထားတာပြီးတော့မာဆယ်လောကြီးရောက်လာတဲ့အခါမှာတက်အိမ်မှာတက်အိမ်ကောင်းထားလိုက်တာတမိသားစုတိုင်းမှာဖာရောရဲ့လူယုံတော်တွေထားတာဘယ်ချိန်မှာကလေးမွေးမွေးအဲ့ဒီကလေးကတေးကိုတေးရမှာဖြစ်တယ်အဲ့ဒီကြီးမားတဲ့မာဆယ်လောကြီးထဲမှာမောရှေကတန်တိုးသွားပါလေရောသူမွေးလာတာတင်ပါမြင်လေအဲ့ဒီချိန်မှာသူ့ရဲ့မိဘကအော်ငါတို့တော့ကန်ဆိုးတယ်အော်ငါတို့တော့ပြီးပြီသွားပြီပြက်ပြီမပြောကြသူတို့ရဲ့အတွင်းထဲမှာဖာရောရဲ့မာဆယ်လောတဲ့ဖယားရဲ့အလင်းတန်းကိုသူတို့ပို့၍မြင်ကြတယ်ဟာလေလုယာဟာလေလုယာအမြင်အာယုံအပြင်ရဲ့အမြင်အပြင်လူရဲ့အမြင်မှာအာယုံမှာလွတ်เสียလမ်းမရှိတော့လဲပဲအတွင်းလူရဲ့အာယုံထဲမှာကြီးမားတဲ့ဖယားသခင်ရဲ့ပြင်ဆင်ခြင်းတွေသူတို့မြင်ကြတယ်။ဒါကြောင့်ဒီမောရှေကဘယ်လိုနီးမှလွတ်လမ်းမရှိတော့လဲပဲဖယားသခင်ကလူနာမလဲနိုင်တော့လမ်းမဟုတ်တော့လမ်းတစ်ခုကိုပြင်ဆင်ပြီးတော့အဲ့ဒီမောရှေမတီဒီတာမကဖာရောရဲ့ဘုရင်ရဲ့အိမ်ရှိမြင်သားဖြစ်လိုက်ရသေးတယ်ဗျာ။တင်ပါမြင်လဲအခုချိန်အခုကျွန်တော်ရင်ဆိုင်နေတဲ့လေချူကြမှာတင်ပါမြင်တယ်ငါကန်ဆိုတယ်ဒီခက်ကြီးမှာငါလူဖြစ်ရတာကမချင်ဘူးလို့ပြောတော့အဖွဲချမ်းမှာတင်ပါသလားဒါမှမဟုတ်မောရှေဟာကြီးမားတဲ့ destiny ဖယားရှင်ကပေးထားတဲ့သူဖြစ်လို့ကြီးမားတဲ့စိန်ခေါ်မှုတွေသူရင်ဆိုင်ရတာဖြစ်တယ်အဲ့ဒီစိန်ခေါ်မှုတိုင်းကိုအကျော်လွှားနိုင်ဖို့လေဖယားသခင်ရဲ့ဗိဒ္ဓကြီးကသူ့ပေါ်ရောက်လာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါဆိုရင်ဒီအချိန်ဒီမှာသင်ပါမြင်တယ်လေအင်မတန်မှယဉ်ကြည်တာမောရှေကလည်းဖယားပေးတဲ့အရာကို तू မမြင်ဘူးဆိုရင်ငါကန်ဆိုးတယ်ဒီလိုပဲမြင်မှာသူဒီစကလုံးမထွက်ဘူးဖယားရဲ့အကြံစီကနိုင်မြစ်ထဲမှာကြပ်ပြီးတော့နိုင်ငါးစာဖြစ်ဖို့မောရှေမွေးခိုင်းတာမဟုတ်ဘူးသူကဤဒေလာလူမျိုးများကိုဤချစ်ကျုံကနေလွတ်မြောက်စေမဲ့ခေါင်းဆောင်ကြီးဖယားသခင်ရဲ့ကိုယ်စလဲတော်ကြီးကြီးမားတဲ့ဖယားသခင်ရဲ့ဗိဒ္ဓတော်သူအဖြစ်ဖယားရှင်မွေးဖွားခွင့်ပေးလိုက်တာဟာလေလုယာသူရင်ဆိုင်ရတဲ့လေထုတွေအချင်းတွေရဲ့ဝါမျိုးဖို့ဖယားကသူ့ကိုဆေလွတ်တာမဟုတ်ဘူးဒီနေ့တင်တဲ့ကျွန်တော်ဒီမနေ့အိယာပြန်ထားတာကတင်စ조사လို့မဟုတ်သလိုလိမ်မာလွန်းလို့လည်းမဟုတ်ဖယားရဲ့အချမ်းစီတော်ကြောင့်တင်ပြန်ထားလာရတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒါဆိုတင်ဘာမြင်နေတယ်လဲကိုရောတရားတော်၌အံပွေသောယာတို့ကိုမြင်နိုင်ပါမြတ်ကြောင့်မောရှေတို့ဖယားရဲ့တရားကပါလေသင်ဟာအီဂျစ်ကနေခါနန်သွားရမယ်လမ်းကြားတစ်ခုလုံးမှာငါလူတွေကိုခေါင်းဆောင်မဲ့သူဒါကဖယားရဲ့အံပွေသောအကြံစီတော်ဖြစ်တယ်ထိုအကြံစီတော်ကဖယားရဲ့နှလုံးသားထဲမှာရှိတာဒီနေရာမှာတရားတော်၌အံပွေသောအရာမြင်ဖို့လုံးကမဆပါလို့ပြောတဲ့အခါမှာတရားဆိုတာကဘယ်မှာရှိတယ်လဲဆိုရင်နှုတ်ကနေထွက်လာသောစကားလုံးမှန်သမျှဒီတရားဖြစ်အဲ့ဒီထွက်လာတဲ့စကားလုံးကတရား
Edi taya so de no one tried the yaga, Beani Trolla, Paula the Leso ye. Sins are Kande Trolla. Edi sins are Kandega. Ambuedo Chansidia Beani, Mui Puala the Leso, Nalonda de Gani. Nalonda de Gani, Trolla de, Dudia Khan, a 2 year course or sins are Kandema. Sins are Kandegani, Turuye, Swinway time be moody. Assistant, Turuye, schedule the Along Pidua B. Sorane, Siagani, Twala. Siagani, Twala de Ajaga, Tayalo Koi. Edi Tayare, ma Ambuedo Ayari, Tutale Shida Piasana. Najam, Nogani, Twala de Tayadi, Bema Amandage, Shini Dale, Tini Dale, Benny Muit, Valet Muito Dale, so ye, Nalonda de Gan. Najam, Ambuedo, Lupiore Kama, Janzama, English, Janzama di Lupiore, Natusim Lupiore. Tusim Liu Nenedo Sodaga, no? Tusim Sorabale. Miamalu belo. Liwe, how you be? Mandano, Sabiora Mandala. How you be? Saga Elube Salada. Liwe Nenedo Asha Soraga. No? She bibi damage Matu Idebu. She bibi Joe Mambian Debu. She bibi Joe Macha Debu. Eraga Liwe Nenedo Ayalupiora. Janzarema. Kudo ye nene jin tenai lu yore kama. Paya ye nene jin sora benia lese. Tu ye nalonda rema. Machaki di ma yongji du the show. Go win you know no so me. Akule no tenu ye say dema shiba le me. Machaki cheno kemia. Let's have a chichi pema. Era kemia sinza bibi. Ba pemele, belau pemele sura kemiaga, songbia bibi, eraga kemia nalonda de mashibi. Name kemia bea lua mati de to jao. Shibi do mati de ajago, liwe nene to ya lu kona. Tene cheno to atendo to payad ke ajago to siman bida. Name betugo ma punha de to jao na nene to ya lu kona. Toyago Chudi Naibo, Jano Messigo, Pombiba. Hallelujah. That's in Jerome Sudawaya Meyagadabs. Kodo Pana Beba Lumadao Kaimudua. Panaga came here down, Pana down watching Macone. Came here to a biro, Kajada Sila. Payasin came here down stage in Ayaka. To Aisha Aloye Pale Ashi Amico. 2 years, they never know what to wear. Mashi to a night door. Payaye, a twinema, Hesha, Kanitonze, a pine a seshima, Taura Piadi, they no go, beach in Lolo, Lobiode. English Emma, oh, hey, beat no Mloi, Lobioda. Pichelo na Jesu piuchelo lo payashenga saunera de baniya chile dineti kapati masa dineti tingo saunera toa ba to saundele pichelo lo daja Moshe ga belu pyodele kuro chenoa no ma pi bu le pyo chena ga cheno go sha tu se ba Jesus ga pyo tak se ba Elo, tu tauna ga saga pio tade silebe tauna. Kuroga ba pio dele. Pasat de ku sha de ku lo, ba ta miu song de ku lo. Panzen da ne pe pai tu ga nga phit de. Tu tauna ga de de. Phaya pe jin da ga company de ku lo. Ku me lu pyo ba. Khemya ye company ti lon le lo pyo. Kemyata gao chichi pwe malobyo. Hallelujah. Hallelujah. Zachary Janzama Babio de Le, Nadi Tindoi Aqueka Musu Pilla Melobio.
ဖယားရှင်ကငါဒီတင်တို့ရဲ့ကွယ်ကာယမြို့ရိုးဖြစ်မယ်တဲ့အဲ့ဒီမြို့ရိုးကမြို့ရိုးမဟုတ်ဘူးမီးမြို့ရိုးအဲ့ဒီမြို့ထဲမှာငါဒီတင်တို့ရဲ့မင်ထနာအင်္ဂလိပ်လိုပြန်ပြောပြီးပြန်ပြီနော်မင်ထနာတင်တို့ရဲ့အောင်မြင်ခြင်းငါဖြစ်လာမယ်တဲ့ဒီနေရာမှာဘုရားရှင်ပြောချင်တာပါလေတင်တို့ကိုကွယ်ကာဖို့ငါဒီကောင်းကင်သမန်ကိုလွတ်မယ်လို့မပြောဘူးတင်တို့လုံခြုံစေဖို့လို့ငါဒီတင်တို့အတွက်နော်ဥဒရန်ကြီးကိုပေးမယ်လို့မပြောဘူးတင်တို့အတွက်ငါကိုယ်တိုင်ကမြို့ရိုးဖြစ်လာမယ်တင်အစာစားခြင်းနဲ့ဆိုငါကိုယ်တိုင်တင်ဝါဖို့အစာဖြစ်လာမယ်တင်အင်ဂျီလိုတဲ့ဆိုငါကိုယ်တိုင်တင်အဝဲအင်ဂျီဖြစ်လာမယ်ဒီလောက်တင်နဲ့ကျွန်တော်ကိုပေးခြင်းတော်သူကကောင်းကင်အဖဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်တင်ဒီအဖနဲ့စကားပြောတဲ့အခါမှာခြေတီးတလုံးအတွက်ရှာရှိမပြောနဲ့အချိန်မပြောနဲ့သူနဲ့ခဏတည်းအချိန်ယူတဲ့အခါကိုရောအဖဒါအကောင်းဆုံးပြင်ဆင်ပေးတဲ့အရာတွေမြင်ခွင့်ပေးပါဒီအရာတော့ဆာဟာလေလုယာဟာလေလုယာမနေ့3နာရီအဖွားကြီးတယောက်သူ့အိမ်နာကလူတယောက်ရှိဝင်လာတယ်တကားခောက်မဖွင့်ဘူးပြန်ခောက်မဖွင့်ဘူးပြန်ခောက်ခုနခါလောက်ခောက်တဲ့အခါအိမ်ရှင်ကအိမ်ကြီးမဝတ်တော်နဲ့ထပြီးတော့သူကနည်းနည်းစိတ်ဆိုးတဲ့ပုံရောက်တယ်ငါ့ကိုဘာဖြစ်လို့ဒီလောက်အနောက်ဆက်ပေးတယ်လဲဆိုပြီးသူကတကားပွင့်တယ်ဘာလို့ချင်တယ်လဲလို့မေးလိုက်တော့အဲ့ဒီအဖွားကြီးကသူကင်ထားတဲ့အရာကိုကြည့်လိုက်တော့မီးအိမ်ဖြစ်နေတယ်ပိုရွှေတကူကြည့်တာမီးအိမ်တလုံးရှို့လိုက်မယ်ဆိုရင်သူ့မှာမီးလည်းရှိတယ်ရေနံရှိလည်းရှိတယ်တကားလည်းလောင်သွားနိုင်မယ်ဖာဝါဒီမှာရှိတာဒါမဲ့ဒါကို तू ကမမြင်ဘူးကိုဗျာလို့ပြောပါခင်ဗျာမမြင်လို့ငါ့ကိုမမြဲတဲ့အနောက်ရှက်ပြေးတယ်လို့ပြောအဖကခင်ဗျာကိုပေးနေတဲ့အရာတွေတင်မမြင်တတ်တဲ့အခါမှာကောင်းကင်ကိုမြဲတဲ့အနောက်ရှက်ပေးတာဒါကြောင့်ကောင်းကင်သားတွေကမြန်မာပြည်ကိုပြင်ဖို့နောက်ကျတာကခင်ဗျာအထင်ထင်ပဲဘာလဲအတီးမွားတွေနဲ့ပြဿနာရှာနေလို့ခင်ဗျားကိုထားခဲ့ဖို့လေသူ့ရဲ့သားဖြစ်တယ်ဒါပေမဲ့ခင်ဗျားကအလံကြီးမကျဲမလန်းနိုင်တော့ခင်ဗျားကြောင့်ဝါဖရဲ့အိမ်တွေသားတွေကရှုံနေတာဖြစ်တယ်ကိုယ့်ရဲ့ညာဘက်ကမိကိုမြင်တတ်ကြပါဟာလေလုယာဟာလေလုယာသူ့လက်ထဲမှာမြည်ရှိတဲ့ဆိုတာသူသိရဲ့ဘယ်သူကိုမှနောက်ဆက်မပေးဒီတာမကသူ့အချက်အများကြီးတက်တာလိမ့်မယ်တင်ပါမြန်တယ်လေအရေးကြီးတယ်ဒီချမ်းစာကိုကျွန်တော်ပြန်ဖတ်မယ်ဆိုရင်တရားတော်နဲ့အမွေတော်ရာတို့ကိုမြင်နိုင်ပါမြင့်ချောင်းလို့မပြောတော့ဘူးကျွန်တော်တို့ကကိုတို့နှလုံးသားတွေကတားအတွက်စီစဉ်ထားတော်ရာတွေဖွင့်ပြပါဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်ဒီနေ့သင်ဘာမြင်တယ်လဲသင်မြင်နိုင်တဲ့အရာကဘုရားခင်အမတာမှမြင်စေခြင်းတဲ့အရာတွေမှာရှိဖို့အရေးကြီးတယ်ကျွန်တော်တို့မြင်ပုံမြင်နည်းများစွာရှိတယ်အဲ့ဒီထဲမှာကျွန်တော်နှမျိုးကြည့်ရအောင်မြင်ခြင်းနှမျိုးရှိတယ်တစ်မျိုးကဘာလဲဆိုတော့ဘုရားအမြင်နဲ့လူအမြင်ဖြစ်တယ်ဘာလဲဖယားမြင်တဲ့လူအမြင်ရှင်မကုခန်းကြီး၈ပိုင်းငယ်33ဟာကိုတော်ကဒီလိုပြောတယ်တင်ဒီဖယားသခင်ရာကိုမဆွဲလန်းလူတို့ရဲ့ရာကိုသာဆွဲလန်းယူပေတရုကိုဆုံးမတော်မူလေရဲ့အချင်းစာတန်ကတော့စုံလောလို့ပြောလိုက်တယ်ခရစ်တော်ကသူဒီလောကသို့ကြွလာရတဲ့ကြောင်းလေဝါကားတိုင်းမှာအသေးခံပြီးတော့ပြန်ရှင်ပြန်ချမဲ့အကြောင်းတွေနဲ့နဲတော့
အရှာတွေသူဤလောကသို့ရောက်လာရခြင်းအကြောင်းရှင်းကိုတပည့်တော်များရှင်မှာနော်ကြီးမားသောနဲ့ဆိုင်သောအရာကိုပြောတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ဒီတပည့်တော်များကိုမဖွင့်ပြတဲ့အတွက်ကြောင့်လုံးဝနားမလည်နိုင်သလိုလုံးဝမမြင်နိုင်ကြဘူးမမြင်နိုင်တဲ့အခါမှာပေတရုကဇာတိဝင်လာဒီတရားဟောနေတဲ့သူ့ရဲ့သခင်ကိုလက်ဆွဲပြီးတော့အခြားတနေရာကိုခေါ်လိုက်တယ်အဲ့ဒီနေရာမှာပေတရုကခရစ်တော်ကိုဆုံးမလိုက်တာဘယ်လိုဆုံးမတယ်လဲဆရာစုတိတိကျကျမှတ်ထားနောက်တစ်ပတ်ဒီလိုစကားမျိုးမပြောနဲ့တဲ့နားလေလားသူ့သခင်ကိုပေတာကဆုံးမလိုက်တယ်အဲ့ဒီချိန်မှာခရစ်တော်ကချင်းစာတာငါနောက်ဆုံးငါနဲ့တမ်းမနေနဲ့ငါနောက်ဆုံးပြီးတော့သူပြောလိုက်တယ်ဖယားဤအရာကိုမဆွဲလန်းဘူးတဲ့လို့လောကရဲ့အရာကိုဒါဆွဲလန်းတယ်ဆိုလိုတာကဘာလဲဖယားမြင်တယ်လို့သင်တို့မမြင်ဘူးဖယားရဲ့အကြံရှိတော့ဘယ်လောက်ကြီးမားတယ်လဲဆိုတော့ခင်ဗျားတို့မမြင်ဘူးထိုအရာကိုခင်ဗျားတို့အာယုံမဆိုင်ဘူးထိုအရာကိုခင်ဗျားတို့မစင်စားကြဘူးဒါကြောင့်ဒီနေ့လူမြင်သောအရာမြင်တယ်လူစဉ်းစားတယ်လို့စဉ်းစားကြတယ်တဲ့လူတို့ရဲ့ရာကိုသာဆွဲလန်းဒီဟုဆုံးမတယ်လို့ပြောတယ်ဖယားအမြင်လူအမြင်အမြဲတမ်းရှိတင်မြင်နိုင်မဲ့နယ်ပယ်ထဲမှာဖယားရဲ့အမြင်ကိုအမြဲတမ်းအာယုံစူးစိုက်ဖို့အရောက်တိုင်းဖျားဆင်စကားပြောပါစေဟာလေလုယာဟာလေလုယာဟာလေလုယာဓမ္မရာဇဝင်ပထမစာဆောင်ခန်းကြီး16ပိုင်းငယ်ခွန်မှာဖယားရှင်ကဒီလိုပြောတယ်ဖယားဒီလူမြင်တယ်လို့မမြင်ဘူးလူကအပြင်တရံကိုကြည့်တယ်ဖယားကအတွင်းနှလုံးသားကိုကြည့်တယ်ဒီနေရာမှာအမြင်တစ်ခုရှိတယ်အပြင်နဲ့အတွင်းနဲ့အပြင်အံဘွယ်တော့တရားတော်ထဲမှာရှိတဲ့လျှို့ဝှက်တော့အချမ်းစီများနားလဲမြင်တွေ့နိုင်ဖို့ကတင်းဒီအတွင်းကိုမြင်တတ်တော်သူဖြစ်ဖို့လိုတယ်တင်းဒီဖယားအမြင်ကိုစူးစိုက်တတ်ဖို့ဒီမှာဓမ္မရေးကြည့်တယ်ရှင်ယောဟန်ခန်းကြီး7ပိုင်းငယ်30မှာတမန်တရားကိုလည်းသိကြသဖြင့်ထိုတရားဒီသင်တို့ကိုလွတ်လိမ့်မယ်ကျမ်းစာကဒီလိုပြောတယ်အရောက်တိုင်းဘုရားရှင်စကားပြောပါစေဟာလေလုယာဟာလေလုယာဟာလေလုယာဟုတ်ပြီတမန်တရားကိုသိကြသဖြင့်လို့ပြောတယ်ဒါပေမဲ့အခြားကျမ်းစာ version မှာကအမှန်တရားကိုသိကြသဖြင့်တဲ့ဒါဆိုရင်ဒီမှာတရားနှမျိုးရှိတယ်တမန်တရားဆိုတဲ့အရာရဲ့အမှန်တရားဆိုတာရှိတယ်အံဘွယ်တော့နမိတ်လက္ခဏာများတဲ့အားဖြင့်စီးထွက်နိုင်ဖို့ကတင်ဒီအမှန်တရားကိုမြင်သလားတမန်တရားကိုမြင်သလားဆိုတာကိုပါလေပြန်ပြီးတော့စစ်ဆက်ဖို့ပါပဲနမိတ်လက္ခဏာကဖြစ်လာမှာဒါမဲ့သင်အမြင်မှမို့လို့တယ်အမှန်တရားအမြင်မှာသင်မြင်မဲ့ဆိုရင်ခုနဘုရားမြင်စေခြင်းတဲ့ရသင်နားလည်နိုင်မှာမဟုတ်အမှန်တရားကဘာပြောတယ်လဲဆိုတော့ဒီနေ့ကိုကျွန်တော်တစ်ခုပြောချင်တယ်ဒီနေ့ဒီအမှန်တရားအတိုင်းကြည့်မယ်ဆိုရင်4ဒါမှမဟုတ်8နဲ့ဆုံးသောနေ့ဖြစ်တယ်။ဘာနဲ့ဆုံးသော4ဒါမှမဟုတ်8နဲ့ဆုံးသောနေ့ဖြစ်တယ်။ဒီနေ့ February လဘယ်ရက်ရှိတယ်လဲ29ရက်ရှိတာအဲ့ဒီ29ဆိုတာက4နှစ်မှတစ်ချိန်ရောက်လာတော့နေ့ဖြစ်တယ်အဲ့ဒီ29ဆိုတာကတနေ့မှာ February က28နဲ့6နာရီဖြစ်တဲ့အတွက်ကြောင့်4နှစ်မှာတော့29ရက်ဖြစ်သွားတာအဲ့ဒီ4ဆိုတဲ့29ဆိုတဲ့ရက်ကနေ့က4နှစ်မှာတစ်ချိန်ဖြစ်လာတဲ့ရက်ထပ်တိုးတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်
Sadoye Chilu Mudia so ye Babiodele sodo Behang Kumlo Kora Engledia Ti Melaro Matibu Through Namale Labutene Behang Kum No Salem Yamalumo Bioda do Behang Sura Tan Sendo Be No Behang Kum Edi Behang Kum Soraga Nit Sodo Nit Macau de Nipset Eddie Niddy Sakau Bade Nilexede Ayaga Lay to the Kulonga Sonia de Ayadi Alonga Eddie Nit Tema Pautwala Paulada Seyera Duka Kana Wa Ayaja Alonga Senya Yade Nipsede Edagaku Pinya Shindi Nekataya Chipido Name Patelude Beden Horde Saya Jidiga Diago Tamian Jada Akutule Honi Rababe Online Moma Chila Bede Siadiale Sode Ni Elubio Nine Laga Lady Nika Naching Chama Nina Chain Lana Chain Chama Babilole Mamie Kabaja Sudan Nipia at the top Mamie Ebu Matui Ebu September Lene October Toma Ni Nachin Laga September Se Koma Takapian Chame Daga to do ye Amande Yatiade Amande Yago Sadiniga Pionira Amande Yago Chime Amandea go vetro ayume Mime soyen te yashime ayaga dene Behang Kumpia Teye Yubayon de Aimede Yesi to Amenipset Da Amandea Tamet Tamade Yashite Edi Tamade Yaga Babio de Le Sodo Le Sode Sagalodi no A Hangu Pie At this sapi a young time Piations Gabiobase Jansa go General Gide Kama Lee so the Sagalo Lee so the number go Piashi a Tombu Lade Karai Plongo Piashinga Piasi Bido a Tito Kabago Piansa de Kama Lazy yet lazy go Piashinga Mo Joasida Daga Hango Piasi a thick gold or pansin that checked. A young time paya since I got your bazi. Hallelujah, hallelujah. Each Bawago payashinga, Pepsido, Kana Ness and the Cadido Nemigo, when Mekama Passion Line Salada. Eddie Lega, Tudogo at a Passion Chapide, Gong Song Pide, Moshigo, Nilese. Farone signed it to go, Tiu Kinda. Nilese, Kongine signed to go, Tore Mapia Mirote you kind of Piro Nilese, Hayashinga, a Mugo Sati Pukain of Sete. Chanza Mat Diana Selo, Chichim of Yobu, Lise, Lo Didi Chacha Kokon, Titi Mama Matara, a Chaushi looked at it. Pale, Lee so de Ashago Tingo, Page looked at it. Hallelujah. That's when Loka ye to Amandaya to a dinity, Behang Kumpiade, the Mataya to a dinity thing at a Hango Pepi or Sapu payment. Wow! Hallelujah! Hallelujah! They are to pay out a tito chima de Yadi Sapu payment. Tosu Jeju a young type of Mateo lady nigga de Sapu Baze. Hallelujah. Chanza machino chire kama asha paunya so jomi nai bare. Elijah ga beite tasa na maila kana myaji loda. Lu teri shin se de beite tasa go phet pi do na sa beite phaya shin ga asa pyu me Elisha po ma amu long me kama Elijah go yet 40 phya shin ga khyi twa khai na. 39 မဟုတ်ဘူးနော်50ရက်မပါဘူးနော်ရက်40တိတိသွားခိုင်းတာဘာ
ဖြစ်လို့လဲနတ်စဘိတ်တဲ့ရဲ့အစဖြစ်ဖို့ဖြစ်တယ်ဒါဆိုရင်ဒီနေ့ဒီရက်လေးနဲ့ဆိုင်တဲ့ကဏ္ဍဖြစ်တယ်တင်းအတွက်ရာစပြုရမယ့်နေ့ဖြစ်တယ်တင်းအောင်မြင်လာတော့မယ့်နေ့ဖြစ်တယ်ဟာလေလုယာဒါကြောင့်တမန်တရားရဲ့နေပယ်ထဲမှာတင်းမြင်တတ်ပါစေဖယားရှင်ရောက်တိုင်းကိုစကားပြောပါစေဟာလေလုယာဟာလေလုယာဝါယေရှုခရစ်တော်ကဒီလောကကိုကြွလာပြီးတော့နိုင်ငံတော်ရဲ့အထက်နဲ့ဆိုင်သော plan တွေစီမံကိန်းတွေအကြံစီတွေအကောင်အထည်ဖို့ဒီလောကကိုကိုရောရှင်အစပြုမဲ့အခါမှာရက်40အစရှောင်းတယ်50မဟုတ်ဘူး40အစရှောင်းတယ်ဘာအတွက်လဲဇာတိနဲ့ဆိုင်တဲ့အမှုတော်အားလုံးဖြစ်ဖို့တကိုးနဲ့ဆိုင်သောနေပယ်တစ်တဲမှာရှင်သန်မှုက40ရှာရှောင်းတယ်ဒါကြောင့်ကျမ်းစာထဲမှာရက်40ပြီးတဲ့အခါမှာကိုတော့မြို့တဲ့ရွာတဲ့ကိုပြန်လာတဲ့အခါမှာတကိုးနဲ့ပြည့်တယ်လို့ပြောတယ်ဟာလေလုယာခရစ်တော်ရှင်ပြန်ချမြောက်ပြီးမှကောင်းကင်မတက်ခင်ရက်40ကိုပြန်တက်တည်ခံတယ်အဲ့ဒီပြန်ရှင်ပြန်ချမြောက်တဲ့အခါမှာမယုံကြည်သူများရှိမှမတော်တော့ဘူးတော့ရက်40လုံးဘယ်သူရှိဘဲတော့တယ်လဲဆိုရင်ယုံကြည်ပြီးသားတပည့်တော်လေးရှိမှပဲသူသွားတာယုံကြည်သူ900အယောက်900ရှိမှသူသွားတယ်ရက်40လုံးသူ့ရဲ့တက်သူကိုသွားပြတယ်ပြီးတော့ကောင်းကင်တက်တယ်40တွေဘာဖြစ်လို့ဒီလေးတွေကိုကိုတော့အသုံးတယ်လေရက်ကိုစားဖို့ကျွန်တော်ပြောနေတာမဟုတ်ဘူးရက်ဒီရှိသွဲပြီးတော့အဲ့ဒီရက်အပေါ်မှာတည်ဆောက်ဖို့ကျွန်တော်ပြောနေတာမဟုတ်ဘူးတင်းအတွက်လောကရဲ့စိုးစိုးနေရက်တွေကိုဖျားရှင်တင်းအတွက်ကောင်းကြီးဖြစ်စေမယ်ရဖြစ်စေနိုင်တာဖြစ်တယ်ဟာလေလုယာဒါဆိုရင်အမြင်နှမျိုးအသွေးနှမျိုးကိုတင်းခွဲခြားတတ်ဖို့လည်းပြောချင်တာဖြစ်တယ်ဒါဆိုရင်တင်းကိုလူတကာနဲ့ခြားနာစေမယ့်အရာကတင်းရဲ့မြင်နိုင်ခြင်းဖြစ်တယ်ဖယားရှင်ရောက်တိုင်းကိုစကားပြောပါစေဟာလေလုယာဖယားရှင်ကလောကကြီးကိုလည်းပဲသူအရာတစ်ခုခုလုပ်ပြီးဆိုလေးကိုအမြဲတမ်းသုံးတာကိုရောကမ္ဘာတမိုင်းကိုကြည့်ကြအောင်1930မှာကမ္ဘာအောင်ကြောက်အစာကောင်းပါလေဘေးဒဏ်ကြီးကကမ္ဘာတမိုင်းမှာရောက်လာတယ်အဲ့ဒီရင်းမြစ်တွေဟိုးရေတောက်မြနေပြောမယ်ဆိုရင်ကြာလွတ်မယ်နော်ကျွန်တော်တမိုင်းဖွင့်တာမဟုတ်ဘူးစာကောင်းပါလား30မှာ30နဲ့40ပေါင်းရင်ဘယ်လောက်80မှာကမ္ဘာမှာဘာဖြစ်တယ်လဲအလုံးတမအရေးတော်ပုံဖြစ်လာတယ်ကမ္ဘာတစ်ခုလုံးဘာဖြစ်လို့လဲအဲ့ဒီတွင်းထဲမှာအစာခေါင်းပါပါတယ်ဆိုတဲ့အတွင်းထဲမှာအဲ့ဒီ40တွင်းမှာဖျားရှင်ကကြီးမားသောအတစ်တွေတော့ဖန်ဆင်းလိုက်တဲ့အတွက်ကြောင့်လူခွန်အားနဲ့အသုံးပြုတဲ့အရာတွေက4အတွင်းမှာသူတို့စိတ်အင်အားကိုအသုံးပြုနိုင်မဲ့ပညာကိုဖျားရှင်ကချပေးလိုက်တဲ့အတွက်ကြောင့်စစ်မှုခေရောက်သွားတာ80မှာစစ်မှုခေရောက်သွားတော့လူရဲ့အစွမ်းအစ30ကျော်စစ်ကလုံနိုင်တယ်ဒါကြောင့်လူလုံးဖို့နေရာတိတ်မရှိတဲ့အခါမှာဒီအဲ့ဒီကနေအရေးတော်ပုံဖြစ်လာတယ်ဖယားရှင်ကခေါင်းပါတယ်လို့အမှန်တရားပြောနေပြီမြဲဖယားရှင်ကကြီးမားသောတိုးတက်ခြင်းတွေကိုပေးနေတာဖြစ်တယ်90နဲ့40ပေါင်းပါလေဟာ2010မှာဘာဖြစ်လဲကဘာကြီးမှာစီးပွားရေးကျသွားတာဘာကြောင့်ကျသွားတယ်လဲစစ်မှုခက်ကနေယူရိုပနိုင်ငံတွေက IT ခက်ရောက်သွားတာကြီးမားစွာသူတို့ကအရှိန်အဟုန်နဲ့မြင့်သွားတာနောက်ကြောင့်အဲ့ဒီခက်ရောက်တဲ့အခါမှာစိတ်ရဲ့လှုပ်ဆောင်နိုင်သောအရာတဲ့ IT အပြင်လှုပ်ဆောင်နိုင်တဲ့အရာကစပေါင်းများစွာဖြစ်တဲ့အတွက်ကြောင့်သူတို့ကနိုင်ငံကြီးတွေ company တွေကထုတ်တယ်ဟေးရှိသမျှအရင်တွေကိုအားလုံးရှိသမျှနဲ့ထုတ်လိုက်တာဘာမှမကြံတော့လေအောင်ထုတ်တာ
marketing မရှိလောက်အောင်သူတို့ထုတ်လိုက်တဲ့အခါမှာငွေရပြန်မဝင်လာတော့ဘူးစီးပွားပြတ်သွားတာအဲ့ဒါနဲ့ဘင်လာဒင်နဲ့မိတ်ဆွေများရဲ့တစ္ဆာရှိမှုကြောင့် World Trade Center ပြတ်သွားတာက2011 September 7 ရက်နေ့ကဟာနဲ့2010နဲ့ဒီနှစ်ခုပေါင်းထည့်ပြီးတော့ဒီနေ့အထိကမ္ဘာစီးပွားရေးက normal မဖြစ်နိုင်သေးဘူးယူရိုပတွေမှာလည်းမဖြစ်နိုင်သေးဘူးအရင်တုန်းကမိသားစု10ယောက်ရှိတယ်ဆိုရင်10ယောက်ကအလုံးလုံးလုံးရအလုံးပေးနိုင်တယ်အခုက10ယောက်စလုံးအလုံးမရနိုင်ဘူးဒါဆိုရင်ငကူမဖြစ်နိုင်စီးပွားရေးချသွားတယ်2010နဲ့40ပေါင်းပါလဲ2050မှာဘာဖြစ်မလဲတင်းနဲ့ကျွန်တော်မသိသေးပေမဲ့အစီအစဉ်တွေရှိပြီးသားရှိလာဖြစ်လာလိမ့်မယ်ဟာလေလုယာဒါဆိုရင်ဖယားရှင်ကလေးဆိုတဲ့ကဏ္ဍအဖြစ်သူဒီလှူရှားနေတာမြန်မာပြည်မှာ1948မှာကျွန်တော်တို့ကလွတ်လပ်ရေးရတယ်48နဲ့40ပေါင်းဘယ်လောက်လဲ88မှာဘာဖြစ်လဲကိုပြလို့ပြောခင်ဗျအိမ်ငိုင်းနေသလားလို့ပြောထပ်ပြောမိနေပြီလားလို့ပြော88နဲ့40ပေါင်းပါလဲ2028ထဲမှာ2024 no ဘလောက်လေးနှစ်ပဲကျန်4နှစ်ကျန်တယ်4နှစ်ပဲလို့တယ်4နှစ်ဆိုတာကကလေးတယောက်သူ့ဟာနဲ့သူစားလို့ရတယ်4နှစ်ဆိုတာကကလေးတယောက်မိုးချိုအောင်သွားပြီ4နှစ်ဆိုတာအဲ့ဒီကလေးကမာရသွန်ပြေးပွဲမှာသွားရင်ဆိုင်နိုင်တဲ့စိတ်တွေရှိတယ်ဒီနေ့ကနေတင်းအတွက်အရာကိုစပြုတ်ပါလိမ့်မယ်မြန်မာပြည်ရဲ့ကောင်းကြီးရဲ့စပြုတ်လာမယ်နိုးထမှုရဲ့ကောင်းကြီးရဲ့စပြုတ်လာမယ်မေဂါချက်စ်ရဲ့အရာတွေစပြုတ်လာမယ်လာမဲ့လေးနဲ့မှာအရှာကပြေးနိုင်တော့မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါဆိုစဉ်းစားတာ2028မှာဒီနေ့တင်မတွေ့သေးဘူးဆိုရင်ဖယားရှင်တွေ့စေခြင်းမြင်စေခြင်းတဲ့အရာကဖြစ်လာတော့ဖြစ်တယ်အရောက်တိုင်းဖယားရှင်စကားပြောပါစေကိုဘေးအလိုကိုပြောပါမမြင်ဘူးဆိုရင်ခင်ဗျားမျက်မှန်ပြန်တတ်လိုက်လို့ပြောဝေါဒါဆိုရင်အမှန်တရားနဲ့လောကဘက်ကနေကြည့်မယ်ဆိုရင်ဆိုးရွားတော့ခဲ့အန္တရာယ်ရှိတော့ခဲ့ကြောက်စရာကောင်းတော့ခဲ့ယွန်းစရာကောင်းတဲ့ခဲလို့မြင်တော့လဲပဲတမန်တရားကအသစ္စာပေးမယ်ခဲ့ဖြစ်တယ်နမိတ်လက္ခဏာဖြစ်လာမယ်နေဖြစ်တယ်တင်လုံးမရနိုင်တဲ့လမ်းတွေပြချဖွင့်ပေးမယ်နေဖြစ်တယ်တစ်ချိန်တည်းမှာဆက်တစ်ခုပြောမယ်ဒီနေ့ကရှစ်ဖြစ်တယ်2024ပေါင်းမယ်နော်နေ့နဲ့ပေါင်း4နဲ့4ပေါင်းဒီနေ့ကရှစ်ဖြစ်တယ်ရှစ်ဆိုတာကဘုရားရှင်ကအရာရာကိုအစာပြုတဲ့နေ့ဖြစ်တယ်နောဤနဲ့ဘုရားရှင်ကကမာကြီးကိုတန့်ရှင်းရလုပ်တဲ့အခါမှာနောဤမိသားစု10ယောက်ဖြစ်တယ်အမျိုးသမီး4ယောက်ယောက်ျား4ယောက်ဖြစ်တယ်အမျိုးသမီး3ယောက်ယောက်ျား5ယောက်မဟုတ်ဘူးအမျိုးသမီး4ယောက်ယောက်ျား4ယောက်ကိုဘေးကလူပြောပါခင်ဗျားသဘောပေါက်တယ်နော်လို့ပြောဟာလေလုယာ4ယောက်အပေါင်း8အဲ့ဒီ8နဲ့ဘုရားရှင်ကနောအခက်ကိုအစပြုတာကဘာကြီးမှာ8ယောက်နဲ့စပြုတာဒါကြောင့်မြန်မာထဲမှာဗာပြောတယ်လေဗျမလေးပါငါတို့ကဗျမလေးပါနေပေါက်ဖွာလာတာလေဟောပြောပြီရှေ့ဆိုတာကအစပြုတာဆက်ပြောမယ်တင်မျောလင်းခြင်းမပြောက်ဆုံးပါနဲ့တင်အတွက်နေထွက်လာတော့မှဖြစ်တယ်ဟာလေလုယာဤဒေလာဒီယူဒာလူတွေကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာဤဒေလာလူမျိုးများနဲ့ကျမ်းစာကဘာလဲခွဲလို့မရဘာဖြစ်လို့လဲခ
ခရစ်တော်ကိုယ်တိုင်ဟာသူ့ကိုအရင်တည်တော်သူများအပြင်တမိုင်းကိုစားတာနော်သူတမိုင်းစားတာအမှန်တကယ်1873မှာမြန်မာပြည်မြို့တော်ကမန္တလေးဟုတ်တယ်နော်မြို့တော်မန္တလေးဒါမဲ့ဒီမှာဂျက်ဆန်ကရန်ကုန်နင်းလာတဲ့အတွက်ကြောင့်ဘုရားရှင်ကရန်ကုန်ကိုမြို့တော်ရွှေ့လိုက်တာ1899မှာချင်းပြည်နယ်ရဲ့မြို့တော်ကဖလန်ဒါမဲ့ကာလ်ဆွန်ကဟာခါရောက်လာတဲ့အတွက်ကြောင့်ဖလန်ကနေရွေ့ပြီးတော့ဟာခါကိုတင်လိုက်တာဒါမဲ့အစိုးရများရဲ့တမိုင်းထဲမှာတော့တမျိုးတစ်ပုံသူတို့မှတ်ထားမှာပေါ့ဒါမဲ့အတွင်းဆုံးအခမ်းမှာဒီအရာလေးကြောင့်ဖြစ်တယ်ဒီမြန်မာဒီမန္တလေးမှာလဲဒီမှာဖះကိုတိတ်ချစ်တဲ့အတင်းတော်ရှိတာနဲ့တပြိုင်လေလေးထုပေါင်းများစွာပြောင်းလဲသွားမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟုတ်ပြီဤသိလလူမျိုးများမွေးတာနဲ့တပြိုင်နဲ့သူတို့ရှိရဲ့မြောက်မှာအရင်ဖះလီးရတယ်အတိတ်ဘယ်ကပြင်းရင်ပြုတ်တာဖះနဲ့ပြန်ပြီးတော့ပြင်းရင်ပြုတ်တာဘယ်နည်းရဲ့မှာ9ရက်နေမဟုတ်ဘူးရှိရဲ့မြောက်ယေရှုခရစ်တော်ဒီ9ရက်ရဲ့မနေ့ပြန်မှာသူကရှင်မြန်ထမြောက်တယ်ရှေ့နေ့မှာထမြောက်တာဒါကြောင့်သူထမြောက်တဲ့နေ့မှာကျွန်တော်သူ့ကိုကိုးကွယ်တာဖြစ်တယ်တကယ်လို့ကိုတော်ဒီဗုဒ္ဓဟူးနေ့မှာထားရင်လေဒီနေ့ကကျွန်တော်တို့တဲ့ဗုဒ္ဓဟူးနေ့ဖြစ်လာမှာကျွန်တော်တို့က Saturday ဒီ Sunday ဒီနဲ့ဘွဲနေတာမဟုတ်ဘူးထမြောက်တော့အရှင်ကြောင့်ကျွန်တော်ဘွဲနေတာဖြစ်တယ် Hallelujah အရောက်တိုင်းဘုရားရှင်စကားပြောပါစေဒါဝိကတရက်မှာသူကဒါယေလကတရက်မှာဘယ်နှချိန်ကိုးကွယ်တယ်လဲဆိုရင်3ချိန်ကိုးကွယ်တယ်ဘယ်နှချိန်လဲ3ချိန်ကိုးကွယ်တယ်ဒါဆိုရင်တစ်ပတ်မှာဘယ်နှချိန်လဲခွန်းတော့20ချိန်တစ်ပတ်မှာကိုရောကို2ချိန်20ချိန်ကိုးကွယ်တယ်ဒါဝိကတရက်မှာဘယ်နှချိန်လဲ9ချိန်တစ်ပတ်မှာဘယ်လောက်လဲ49ချိန်49ချိန်20ချိန်ကိုရောကိုကွယ်ချတော်လူတွေကနေ့နဲ့ရက်နေတဲ့မပွဲတော့ဘူးကျွန်တော်တခါတပတ်မှတခါတော့မကိုကွယ်နိုင်တဲ့လူကရက်နဲ့နေ့နဲ့ပဲပွဲပြီးတော့အဲ့ဒီနေ့အဲ့ဒီရက်ရောက်ဖို့ပဲဆောင်းပြီးတော့စောင်းရင်နဲ့အဲ့မောချသွားအရောက်တိုင်းဘုရားရှင်စကားပြောပါစေ Hallelujah Hallelujahဒါကြောင့်သူတို့ရှိရဲ့နေမှာအရှိဖျားလေးတွေဖျားရှင်ဒီနေ့ကရှိဖြစ်တယ်တင်နဲ့ဖျားသခင်အတစ်တော်ပြင်းရင်ပေးမယ်နေလည်းဖြစ်တယ်တင်ကိုငါမစွန့်ဘူးတင်အတွက်မူတင်ကိုငါပြုတ်ပေးမယ်ငါသားငါသမီးမကြောက်နဲ့ Hallelujah ရှင်ပြန်ထမြောက်တဲ့နေ့ဒီရှိရဲ့နေဖြစ်တယ်တင်အရာကိုပြန်ပြီးတော့ဖြိုလဲနိုင်မယ်နေဖြစ်တယ်ဒီနေ့တမန်တရားရဲ့နေပယ်ထဲမှာဝင်လာရင်ဒီအရာတွေတင်းကိုကြိုးမှဖြစ်တယ်အမှန်တရားရဲ့နေပယ်ထဲမှာတင်းဝင်သွားရင်ဘယ်ဟန်ကုမ်ကခင်ဗျားကိုကြိုးလာမှာကျမ်းစာမှာယာကုပ်ကသူ့သားသမီးများအတွက်သူကဘာလဲဆူတောင်းပေးတယ်လို့ပြောရမှာလားသူတို့ရဲ့ destiny အတွက် prophet ပြုလိုက်รูเบนတင်းငါတောက်ဖြစ်တယ်ငါရဲ့ခွန်အားလည်းဖြစ်တယ်သို့တော်လည်းပဲတင်းဒီငါရဲ့ကတင်ကိုညှဉ်းညိုးစေသောကြောင့်တင်းဒီကြုံဖြစ်ရรูเบนရဲ့ destiny ကကြုံဖြစ်သွားတယ်တင်းဟာရီပွက်ကဲ့သို့ဆူတယ်ဘာမှမဟုတ်ဘူးလို့ရီပွက်တိတလားရီပွက်ဟုတ်တယ်နော်ရီပွက်ကအများကြီးယူလို့ရတော့ပွက်နေတော့လူပကံကြီးနဲ့ကျွန်တော်ယူတာစက္ကန့်5စက္ကန့်လောက်စောင့်တာနဲ့အဲ့ဒီရေပုတ်ရိယာကုန်သွားပါလေရောဒီတစ်စက်မှမရှိကိုင်လို့ရတယ်ဒါမှတစ်စက်မှမရှိတိမ်ကမိုးအပြစ်မယွာသေးတိမ်ဝေးမိုးတိမ်ကိုကိုင်လို့မရ
လိုတစ်ခုပြီးတစ်ယောက်ပြီးတစ်ယောက်တော့ပြောတဲ့အခါမှာယူဒကိုပြောလိုက်တယ်တင်ဟာချင်းတစ်ပြုတ်ဖြစ်တယ်တင်ရဲ့ညီအကိုများအပေါ်မှာခင်များဒီဘယင်ဖြစ်ရမယ်ထိုနည်း၎င်းပဲဣဒေလလူမျိုး12မျိုးထဲမှာဘယင်ရဲ့အမျိုးကယူဒမျိုးဖြစ်တယ်ယူဒဆိုတာကချီးမွမ်းခြင်းဖြစ်တယ်ချီးမွမ်းတာဖြစ်တယ်ဖယားကိုချီးမွမ်းလေလေတင်းရဲ့အုပ်ဆိုးနိုင်တဲ့နယ်ပယ်ကကြီးလာလေလေဖြစ်တယ်ဟာလေလုယာဖယားကိုချီးမြှောက်လေလေတင်းမြင်နိုင်တဲ့နယ်ပယ်တွေကဆူးဆိုင်လာလေလေဖြစ်လာမှာအရောက်တန်းပြရှင်စကားပြောပါစေချိန်လုံးရဲ့အစစ်အနစ်အရယတာကိုကျုပ်ဘယ်မှာတွေ့တယ်လဲဆိုရင်ရေနဲ့ထိမှချိန်လုံးရဲ့အနစ်တာရကပေါ်လာတာဒါကြောင့်ယူဒရဲ့အနစ်တာရကဘယ်ချိန်မှာပေါ်တယ်လဲဆိုရင်ချီးမွမ်းခြင်းနဲ့ပယ်ထဲမှာတိုးပွားလာတဲ့အခါအာမင်အာမင်ဒါကြောင့်ဣသရေလလူမျိုးများထဲမှာယူဒဆိုတာကဘယင်ဖြစ်ရမယ်မျိုးဖြစ်တယ်သို့တော်လည်းပဲကျမ်းစာကိုကြည့်တဲ့အခါမှာပထမဆုံးသောဘယင်ကယူဒအမျိုးဖြစ်မလာဘူးဘင်ဂျမင်ကနေစလာရှောလူဒါမဲ့ဒါဖျားရွေးတာမဟုတ်ဘူးသူတို့ရွေးတာသူတို့ရွေးလို့ဘုရားရှင်ကဒီမှာပြုတ်ပေးလိုက်တယ်အဲ့ဒါကလည်းအကြောင်းရင်းရှိတယ်ဘုရားရှင်ကဆယ်စစ်မှာဘယင်ဖြစ်ရမယ်လို့ဘုရားရှင်ပြောလိုက်တဲ့အရာကယူဒမှာဖယားနဲ့သူ့ကြားမှာအရာတစ်ခုရှိတယ်ဒီအရာကိုတော့ဆက်မပြောတော့ဘူးဆက်ပြောချင်တာဖယားသခင်ကကျွန်တော်တို့ရဲ့အမှုအကြီးအငယ်တစ်ခုတိုင်းကိုသူကစိတ်ဝင်စားနေတယ်ဆိုတဲ့ဖယားပဲဟာလေလုယာအတိမပြုတ်နေတယ်ဆိုတဲ့ဖယားပဲဒါကြောင့်ခရစ်တော်ကပြောတယ်လေတင်းရဲ့စပင်ကိုငါရေတွက်တယ်ဟောခင်ဗျာအသက်ဒီလောက်ကြီးပြီးဘယ်နှကြိမ်ရေတွက်ဘူးလုံးလဲतू ကရေတွက်တာဘာဖြစ်လို့ရေတွက်တယ်ခင်ဗျာစိတ်ဝင်စားလို့တမ်းမိုးထားလို့ तू မပြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ပါဟာလေလုယာအဲ့ဒီအချိန်မှာဒီအခြားသောလူမျိုးဘင်ဂျမင်မျိုးများနဲ့ဆိုင်တဲ့နှစ်30ပြီးတဲ့အခါမှာယူဒကနေစတဲ့ဘယင်ပထမဆုံးဘယင်ကဒါဝိဒ်ဖြစ်တယ်ပထမဆုံးဘယင်ကဘာတူလဲဒါဝိဒ်ဖြစ်တယ်ဒါဝိဒ်ကသူ့ရဲ့ညီအကိုသူ့အဖေဂျေစီရဲ့သားသမီးများထဲမှာဒါဝိဒ်က8ရက်မြောက်ဖြစ်တယ်ဒါကြောင့်ပထမဆုံးသောဖယားရဲ့ဂတိတော်နဲ့ညီသောဘယင်ဖြစ်လာတာကဒါဝိဒ်ဒီ8ရက်မြောက်သောသားဖြစ်တယ်ဟော8ရက်မဟုတ်ဘူး8ရက်မြောက်သောသားဖြစ်တယ်ဆရာပြောချင်တဲ့အရာကဖယားသခင်ကအရာကို14တောင်မှမေ့မထားဘူးဒါဆိုရင်တင်းဘယ်နဲ့ပဲထဲကနေမြင်တယ်အမှန်တရားကိုတင်ကြည့်မယ်ဆိုရင်ငါဘယ်မှာပုံးမလဲဆိုတဲ့အဖြေတွေထွက်လာမှာဒါမဲ့တမန်တရားထဲမှာတင်မြင်မယ်ဆိုရင်ငါကြီးပွားရမယ်နေ့ကရောက်လာပြီဟာလေလုယာဟာလေလုယာအရောက်တိုင်းဖခင်ရှင်မြင်ခြင်းခွင့်ပေးပါစေဒါကြောင့်ဖခင်သခင်ရဲ့နိယာမကနော်သူဒီမြင်သောပုံရိပ်ကိုပုံဖော်တော်ပြတယ်ဘာလဲမြင်သောပုံရိပ်ကိုပုံဖော်တော်ဖခင်ဖြစ်တယ်သူကပုံဖော်ပြီးမှမြင်တတ်တော်သူမဟုတ်ဘူးသူကကျွန်တော်တို့ဘာဖြစ်လို့အာခီတွေအင်ဂျင်နီယာတွေကိုဈေးများပေးပြီးတော့သူတို့ငားရတယ်ဘာဖြစ်လို့ငားရတယ်လဲဖယားရှင်မြင်စေတဲ့ပညာကိုကျွန်တော်တို့ကပြန်ဝယ်ရတာမဖြစ်သေးတော့အရာကိုသူတို့မြင်တာမြင်တော့အရာကိုသူတို့ကျွန်တော်တို့ကြိုင်လို့မြင်လို့ရအောင်ပုံဖော်ပေးလိုက်တယ်အဲ့ဒါကပညာဘယ်ကနေရတယ်လဲဖယားနေရတာဖယားကနေရတယ်လို့တီးတဲ့ပညာရှင်ကတောက်လျှောက်ကြည့်ပွားသွားတာငါဥစ္စာပါလို့ဖယားရှင်နေအရင်မြစ်ကိုမတီးတဲ့လူကတော့ဘဝရဲ့အိပ်ပျော်တော့နားမလဲတော့ထားလိုက်ရဖယားရှင်နေသူမြင်သောပုံရိပ်ကိုပုံဖော်တော်ပြတယ်တစ်ချိန်တည်းမှာသင်မြင်သောပုံရိပ်ကိုပုံဖော်ပေးခြင်းတော့ဖယားဖြစ်တယ်ဟာလေလု
Hallelujah အရောက်တိုင်းဘုရားရှင်စကားပြောပါစေ Amen နောက်ကြောင့်ဘုရားရှင်ကလာတာဘယ်မှာလာတယ်လဲတကယ်စစ်ပွဲကြီးအဲ့ဒီစစ်ပွဲကဆီးရီးယားစစ်ပွဲဖြစ်တယ်ရေသွက်လို့မရတဲ့လူတွေရေသွက်လို့မရတဲ့တရိษံတွေရေသွက်လို့မရတဲ့လက်နဲ့ခဲရန်တွေနဲ့သူတို့ဤဒေလနိုင်ငံကိုလာပြီးတော့တိုက်နေတဲ့ချိန်ဤဒေလလူတွေကအလဲအရှုံးကြီးရှုံးနေတဲ့ချိန်ဂီတောင်ဆိုတဲ့လူကနော်ကြောက်လို့သူကတဏီယာမှာပုံပြီးတော့တစ်ပင်ရဲ့အောက်မှာပုံပြီးတော့ပုံရင်နဲ့ဗိုက်စားတဲ့တော့ကြောင့်အစာရှောင်ရှုမတောင်းနိုင်ဘူးတဲ့ပုံရင်နဲ့အစာကိုသူကချိန်တအားကြောက်ရွံ့နေတဲ့ချိန်ဘာပြောတယ်လဲဆိုတော့ဘုရားရှင်ရှင်ကြီးရောက်လာတယ်ရဲရင့်တော့စစ်ဘူးကြီးတကိုးနဲ့ပြည်တော်လူဒီစကလုံးသူတခါမှမကြောက်ရဲရင့်တကိုးနဲ့ပြည်တော်သူကောင်းကင်တမန်သူ့ဒီစကားပြောလိုက်တယ်အဲ့ဒီအချိန်မှာစဉ်းစားရဂီတောင်ကသူ့ကိုသူဒီလိုမမြင်ဘူးသူ့ရဲ့အဆွေမျိုးတွေကလည်းပဲသူ့ကိုဒီလိုမမြင်ဘူးဒါပေမဲ့ဘုရားရှင်ကကြည့်တဲ့အခါမှာဒီလူဟာရဲတောက်စစ်ကိုကြည့်တယ်သူမြင်လိုက်တဲ့ပုံရိပ်ကိုဘုရားရှင်ကပုံဖော်လိုက်တဲ့အတွက်ကြောင့်ခုနလေးကကြောက်နေတဲ့ဂီတောင်ကရက်ပိုင်းမှာရှိသမျှရန်သူတွေကိုဖြိုလဲနိုင်သောသူဖြင့်ပြောင်းလဲသွားတာဒါဖခင်ကအမြင်ကိုပုံဖော်လိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာခရစ်တော်ဒီလိုလာတာအဲ့ဒီချိန်မှာအခွန်ခံတယောက်ကိုမြင်တယ်အဲ့ဒီအခွန်ခံကမတဲ့နော်တမန်တော်မတဲ့အဲ့ဒီချိန်မှာအခွန်ခံတွေသူတို့ပြည်သစာနဲ့အစင်းနီအောင်သူတို့မြင်ကြတာအဲ့ဒီချိန်မှာခရစ်တော်ကသူ့ကိုမြင်လိုက်တယ်ရဲတော့တမန်တော်အဖြစ်မြင်လိုက်တယ်ဒါကြောင့်ဒီလိုအပဲဘုရားရှင်ကခရစ်တော်ကသူ့ကိုပုံဖော်လိုက်တယ်ကြည်စံဘုရားရှင်ဒီသူမြင်သောပုံရိပ်ကိုပုံဖော်တော်ဖြစ်တယ်တင်မြင်သောပုံရိပ်အတိုင်းပုံဖော်ပေးမဲ့သူလည်းဖြစ်တယ်ဒီအရာကိုကျွန်တော်မိတ်ဆွေကိုပြောချင်တာဖြစ်တယ်ဟာလေလုယာဆောလူဆိုတဲ့ပေါလုမပြောင်းလဲခင်ယုံကြည်သူတွေကိုနှိပ်စက်တော်သူဖြစ်တယ်ဒါကြောင့်လူတွေသူမြင်တဲ့ခါတိုင်းလူတတ်သမားလို့မြင်တာနော်ဆိုးရွားတော့နတ်ဆိုးကြီးလို့မြင်တဲ့ခရစ်တော်ကတကဘာလုံးမှာဤဝံဂေလိတရားကိုအကြောက်အရွံ့မရှိပဲနဲ့ရဲတောက်ပို့ပေးမဲ့သူအဖြစ်မြင်လိုက်တဲ့အတွက်ကြောင့်ပုံဖော်လိုက်တာဟာလေလုယာဟာလေလုယာဒါစနေနေ့ဘာလို့တလဲဖယားရှင်မြင်တယ်လို့တင်မြင်ရမှာအရောက်တိုင်းဖယားရှင်စကားပြောပါစေမလေးရှားရောက်တဲ့အခါမှာကျွန်တော်အများအားသိကြပါလိမ့်မယ်ဂျန်တင်ဟိုင်လန်ဆိုတာအဲ့ဒီအရာမဖြစ်ခင်လူတချို့ကအဲ့ဒီဘက်ကိုသွားပြီးတော့တယောက်ကမေးတယ်တဲ့တငယ်ချင်းတွေခင်ဗျားတို့ဘာမြင်တယ်လဲလို့မေးလိုက်တဲ့အခါမှာငါတို့ကမြောက်တွေတရိษံတွေမြင်တယ်လို့ပြောတာသူကရည်တယ်တငယ်ချင်းတွေကလည်းခင်ဗျားကဘာမြင်တယ်လဲလို့မေးလိုက်တော့သူကကျွန်တော်ကကဘာမှာဝုံငွေအကောင်းဆုံးသောနေရာလို့ငါမြင်တယ်လို့သူအော်လိုက်တာတဲ့အဲ့ဒီလူရဲ့လက်ထဲမှာဘုရားရှင်ဂျန်တင်ဟိုင်လန်ကိုပေးလိုက်တယ်မလေးရှားဘရင်တဲ့အစိုးရတဲ့သူကချမ်းသာတာဘာဖြစ်လို့လဲသူ့ရှိမှာအစိုးရကငွေချေရတယ်အခုတော့တိုက်ရက်မှာဝင်တဲ့ဝန်ငွေတွေကမီလီယံနဲ့ဝင်တာဒေါ်လာအဲ့ဒီအရာကိုဘုရားရှင်ကဘယ်သူ့ပေးတာလဲမြင်တဲ့လူပေးတာသင်မြင်နိုင်ဖို့ဘုရားရှင်မဆာပါစေဟာလေလုယာဟာလေလုယာအရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်ဟောပြောပြီဒါဆိုရင်ဘုရားရှင်ကချီးမြှောက်တဲ့လူဆိုတာကမြင်တဲ့လူဖြစ်မြင်တဲ့လူဖြစ်
那就不要想啊，路地要个新要到没，路地要个大文背到没，路地要个背带到没，说不要想啊，先把没得来说耶，等把面的来了没了，等把龙南的来了没不，等把白山的来没不，等把面的来，哈利路亚，没说你那做呀面来不，你。အပြင်းမျက်စိတင်မှမရှိခဲ့ရင်တောင်မှတင်မြင်နိုင်မဲ့အတွင်းမျက်စိတကူကအရေးကြီးတယ်မြင်နိုင်အောင်ဘုရားရှင်ကောင်းကြီးပေးပါစေဆိုတော့ဘုရားရှင်က तू အမြဲတမ်းမေးတယ်ဘသူကို तू ချီးမြှောက်မဲ့လူတိုင်းကိုမေးတာအသုံးပြုမဲ့လူတိုင်းကို तू ကမေးတယ် तू ရဲ့ကြီးမားတဲ့ကြံစီတစ်ခုကိုယူဆောင်မဲ့သူတိုင်းကို तू ကမေးတယ်ဘာမြင်တယ်လဲလို့အမြဲတမ်းမေးတာကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာယေရမိခန်းကြီး1 ပငယ်7 စနစ်မှာဘုရားရှင်ကယေရမိတင်ဘာမြင်တယ်လဲလို့မေးသူပြောတယ်နော်စောင့်တယ်ဆိုတဲ့ဘာတန်ကိုကျွန်တော်မြင်ပါ၏ဘုရားရှင်ကတင်မှန်တယ်တင်မြင်ဒီအတိုင်းငါလည်းပဲငါစကားပြည့်စုံစေဖို့စောင့်နေတယ်ဣဇကဲကိုဘုရားရှင်ကပြန်မေးတာဒါရီ prophet major prophet တွေဖြစ်တယ်Ezekiel, Jesus, ဘာမြင်တယ်လဲလို့မေးတယ်အယိုးစုကြီးလူတွေများရဲ့ယိုးစုကြီးကိုမြင်ပါတယ်တဲ့ဒါဆိုအဲ့ဒီယိုးစုကြီးကိုခင်ဗျာတိတိကျကျကြည့်ဒီယိုးတွေအားလုံးကကြီးမားသောခွန်အားနဲ့ပြည့်တဲ့စစ်နော်စစ်တပ်ကြီးလို့ဖြစ်နိုင်မလားလို့မေးလိုက်တယ်ဆိုလိုတာကအဲ့ဒီအတုံးမရတဲ့အယိုးစုတွေကိုကြီးမားတဲ့အင်အားတစ်ခုအဖြစ်မြင်နိုင်သလားလို့ပြန်မေးတာဖယားလူဖြစ်တဲ့ major prophet ကြီးက Ezekiel ကကိုတော်တိပါဤလို့ပြောလိုက်တာတစ်ချိန်တည်းမှာအဲ့ဒီအယိုးစုတွေကရေသွက်လို့မရတဲ့ဤဒေလစစ်တပ်ကြီးဖြစ်လာတယ်ဖြစ်လာဖို့ကမြင်ရမှာကိုယ့်ရဲ့သားသမီးကိုမှသားသမီးလိုချင်တယ်ဆိုရင်ခင်ဗျာကိုဝင်လွယ်ရမှာထိုနည်း၎င်းပဲကိုလက်ထဲမရောက်သေးသောအရာတင်းရဲ့အတွင်းလူထဲမှာတင်းမြင်ရမယ်ကြုံမြင်ရမှာဖြစ်တယ်ဟာလေလုယာအရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်အာမင်ဝါဒါဆိုရင်မြင်ရဒီရကိုဒီနေ့ကြီးမားတော့ကျွန်တော်ရဲ့လေထုကျမ်းမ်းသောလေထုကိုကျွန်တော်ဝင်တိုးနေတဲ့အချိန်ဒီအရာကတဲ့အတွက်ရေးချီလို့ဘုရားရှင်ပြန်နေတာဖြစ်ပါလိမ့်မယ်ရှင်မသက်ခန်းကြီး6 ပိုင်းငယ်20မှာမျက်စိကကိုဤစင်ကြီးဖြစ်၏ထို့ကြောင့်မျက်စိကြည်လင်လျင်တကိုယ်လုံးကြည်လင်လိမ့်မည်တင်းရဲ့တကိုယ်လုံးကြည်လင်ဖို့ကမီးမလို့ဘူးတင်းမြင်ဖို့ပဲလို့ဟာလေလုယာမီးပဲလောက်ပြည့်တင်းမြင်ဖို့လို့တယ်အာမင်ပါဝင်ခြင်းပဲလောက်ပဲပြည့်တင်းမြင်ဖို့လို့တယ်မပြတ်တော့ရကိုတင်းမြင်ရမယ်တင်းရဲ့မျက်စိကကြည်လင်စွာမြင်လျက်တဲ့တကူလုံးကြည်လင်ပါဒါဆိုဘာလို့လဲပဝန်းကျင်ပြောင်းလဲဖို့မဟုတ်ဘူးတင်းမြင်ဖို့ပဲလို့တာဟာလေလုယာအရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်ကပောက်ကျမ်းခန်းကြီး30ကိုကျွန်တော်ကြည့်တဲ့အခါမှာတင်းမြင်လာပြီဆိုရင်တင်းဒီအရင်အမြစ်ကိုချိတ်ဆက်နေတာဖြစ်တယ်ယာကုပ်ကမမြင်နိုင်သေးတဲ့မမြင်တတ်သေးတဲ့အချိန်တရွေ့နော်သူကလိန်ခြင်းအမြဲတမ်းခံရတယ်ဒါမဲ့တနစ်တော့ခါတုံမြင်တတ်တာသူ့အဖိုးကတင်းအခါအတွက်ဘာလိုချင်တယ်လဲလို့မေးတဲ့အခါမှာသူမြင်သောပုံရိပ်ကိုသူပြောလိုက်တယ်အဖိုးကျေးဇူးတင်တယ်အဖိုးရဲ့တိုးတွေကိုကျွန်တော်ထပ်ပြီးတော့ကြည့်ရှုခွင့်ပေးပါပြီးတော့ကျွန်တော်ရှီကနေအပြောက်အကြားရှိတဲ့စိတ်တွေတိုးတွေအားလုံးကိုအဖိုးရှိကိုသွားပါအပြောက်မဟုတ်အကြားမဟုတ်တဲ့နော်
တကားလာတဲ့ရှိတဲ့အကောင့်တွေကိုပဲဒီမှာထားပါအဲ့ဒီအကောင့်တွေကိုကျွန်တော်စောင့်ရှောက်ပေးပါမယ်ဒါမဲ့သူတို့မွေးလာတဲ့သားသမီးတွေကလေးတွေအကွက်အချားပါလာတဲ့သားတွေကလေးတွေကိုကျွန်ုပ်ရဲ့အခအဖြစ်တတ်မှတ်ပေးပါလို့ပြောလိုက်တယ်ဒီအရာကိုအဖိုးကကြားတဲ့အခါမှာသူ့ရဲ့မြေးကိုသူကငါမြေးတအားအပါလားလို့စဉ်းစားတယ်ဘာဖြစ်လို့လဲဆိုတော့အပြောက်အချားပါတဲ့ကလေးတွေကအပြောက်အချားပါတော့မိခင်ဖခင်တွေပဲဖြစ်လာတယ်ပြောင်းဖြစ်တဲ့တရိษံကနေဒါတွေမဖြစ်ဘူးဆိုတာကယာကုပ်မမွေးခင်ကလေးကနှစ်ပေါင်း40ကျော်သူ့အဖိုးကနားလည်ပြီးသားဒါကြောင့်အဖိုးကကမြတကယ်သဘောတူသလားတဲ့သဘောတူတယ်လို့ပြောတယ်ဟုတ်ပြီဆိုပြီးတော့ရက်3ရက်ဝေးတဲ့ခရီးမှာအပြောက်ချပါတဲ့သူတွေအားလုံးဟိုဘက်ကိုလွတ်လိုက်တယ်ဒီမှာအပြောက်ချမပါတော့သူတွေကိုဒါဝိရအကြောင်းတာအဲ့ဒီချိန်မှာဒါဝိမဟုတ်ဘူးယာကုပ်ကအဲ့ဒီချိန်မှာသူမြင်သောအရာတွေကိုသူပုံဖော်တော့တယ်သူတွေကသူမြင်တယ်လို့မြင်အောင်သူကသင်တန်းပေးလိုက်တာသူတွေဘယ်လိုသင်တန်းပေးတယ်လဲသူတွေကိုနော်ရေစက်မှာသူကရေတောက်ခိုင်းတဲ့အခါမှာရေထဲမှာသူကအကွက်ပါတော့ဘာတန်တွေကိုအကွက်ဖော်လိုက်တယ်အဲ့ဒီအပြောက်အချားရှိတော့တစ်ကိုင်းတွေကိုသူကရေထဲမှာချထားတယ်သူတွေစိတ်တွေကရေတောက်ဖို့ဆင်းလာတဲ့အခါမှာရေလုံတဲ့အတွက်ကြောင့်အဲ့ဒီကွက်ချားပါတဲ့တစ်ချောင်းတွေကတအားရေလုံတဲ့အတွက်ကြောင့်သူတွေရဲ့ယူပါယုံထဲမှာဝင်လာတဲ့ dimension ကအကွက်အချားတွေဖြစ်တယ်တချိန်ထဲမှာသူတို့ကမြင်လိုက်တာနဲ့ဖယားရှင်ကသူတို့အထဲမှာတတိတီခွင့်ပေးလိုက်တာသူတို့မမြင်ဘဲနဲ့တတိတီခွင့်မပေးဘူးတကယ်လို့ယာကုပ်ကတူးမွေးရမယ်ဆိုရင်အဲ့ဒီတူးတွေကိုအကွက်ချားတွေမြင်စေဖို့မလိုဘူး။ तू ကအမွေမွေးလိုက်တော့မှာ။ဘာဖြစ်လို့လဲဆိုတော့ तू မြင်ပြီလေ။ဒါပေမဲ့မွေးရမှာကတူးတွေဖြစ်တဲ့အတွက်ကြောင့်တူးတွေစိတ်တွေကို तू ကမြင်ခိုင်းလိုက်တယ်။တစ်ချိန်တည်းမှာတူးကလေးတွေကအပြောက်ချမွေးလာတာဖြစ်တယ်။အမှန်တကယ်မဖြစ်နိုင်ဘူးနော်။မဖြစ်နိုင်ဘူး။ဒါပေမဲ့ तू မြင်သောပုံရိပ်ကိုပုံဖော်လိုက်တဲ့အခါသူ့အဖိုးကတမန်နဲ့ဖုန်းဆက်တယ်ဟယ်လိုငါတူယာကုပ်ဟုတ်ကဲ့အဖိုး good morning ဒီနေ့တရိษံနေမွေးသလားတဲ့ကျေးဇူးတော်ကြောင့်မွေးပါတယ်တဲ့ဘယ်နှကောင်မွေးတယ်လဲဆိုရင်ကောင်300ဟုတ်လားအကွက်ချားပါတဲ့အကောင်တွေတစ်ကောင်နှစ်ကောင်လောက်ရှိသလားလို့မေးလိုက်တာကျေးဇူးတော်ကြောင့်ကောင်300စလုံးအကွက်ချားတွေကြီးပါပဲလို့ပြောလိုက်တယ်ဘယ်ကနေဖြစ်လာတယ်သူမြင်တော့ပုံရိပ်ချက်နေဖြစ်လာတယ်အချားနီလာအတွက်ဒါဝိဒ်မှာမရှိဘူးနှစ်ပေါင်း20သူကစူးစမ်းခဲ့ပြီ10ချိန်လိန်ချင်းခါရတာဒါမဲ့မြင်ချင်းဆိုတဲ့နယ်ပယ်တဲ့ဝင်လာတဲ့အခါမှာလိန်လို့မရတော့ဘူးသူ့မှာအရင်အမြင့်နဲ့ရေတောင်မြေရောက်လာတာဖြစ်တယ်အရောက်တိုင်းဘုရားရှင်စကားပြောပါစေဟာလေလုယာဒါကြောင့်ယုံကြည်သူများဒီနေ့သင်မြင်ရမယ်မဖြစ်နိုင်သောအရာကိုကြည့်တော့လည်းပဲသင်မြင်နေတဲ့ပုံရိပ်ကဖြစ်နိုင်သောအရာကိုမြင်ရမှာဖြစ်တယ်အရောက်တိုင်းဘုရားရှင်စကားပြောပါစေဟာလေလုယာဟာလေလုယာဒါကြောင့်ကျမ်းစာမှာပြောတယ်လေဆိုတော့မြင်နိုင်သောနယ်ပယ်ထိတာလင်သင်ရောက်မှာနော်မြင်နိုင်သောနယ်ပယ်ထိဘာဖြစ်လဲသင်ရောက်မှာဖြစ်တယ်အရောက်တိုင်းဘုရားရှင်စကားပြောပါစေကျွန်တော်ကျမ်းစာဖတ်ရအောင်1 2 3ဟုတ်ပြီဖတ်ရအောင်1 2 3လောသသည်အာဗြဟံနဲ့ခွာ၍တွားပြီးမှထာဝရဘုရားသည်အာဗြဟံကိုကာလအစဉ်မြဲတင်းရဲ့အမွေတင်းရဲ့ဥစ္စာဖြင့်
ငါပေးမယ်ဘယ်ချိန်မှပေးမလဲဘယ်ချိန်မှပေးမလဲဘယ်ချိန်မှပေးမလဲဝယ်နိုင်သောချိန်မှလားလဲနိုင်သောချိန်မှလားရှာနိုင်သောချိန်မှလားဘယ်ချိန်မှပေးမလဲကာလအရှင်မြဲသူကအမွေဖြစ်ပေးမှာဘယ်ချိန်မှပေးတင်းမြင်သောမြေတပြင်လုံးကိုဘယ်သောချိန်မှမြင်သောအချိန်မှာသေတိချာချာစဉ်းစားရအောင်အရောက်တိုင်းဖျားရှင်ဖွင့်ပြပါစေအာဗြဟံရာခေဟုတ်ကဲ့ကိုရောသူထွက်လာတာကမြအရှိကိုကြည့်အနောက်ကိုကြည့်တောင်းနဲ့ကြည့်မြောက်နဲ့ကြည့်အဲ့ဒီနေရာတွေကိုကမြကြည့်ပြီးတော့မြင်တင်ရမယ်စဉ်းစားရသူဝယ်နိုင်မှရမယ်ဆိုရင်ဘယ်ချိန်ရမလဲနေ့တိုင်းခရီးသွားနေတာ哦ဖယားရှင်အာဗြဟံကစီးပွားမလုပ်ဘူးနော်ဒါပေမဲ့နာခံတော့ခြေလမ်းတိုင်းမှာသူကောင်းကြီးဝင်လာတာဖြစ်တယ်ဒီနေ့စီးပွားမလုပ်ရဘူးလို့ဆရာမပြောဘူးနော်ဖယားရှင်ကစီးပွားရေးဆိုတာသူ့သားသမီးတွေအတွက်ချထားတဲ့အရာဖြစ်တယ်ဆရာပြောချင်တဲ့အရာကဘာလဲဝယ်နိုင်မှဆိုရင်အာဗြဟံမှာဟောဖြစ်သွားမှာတင်းလည်းပဲဝယ်နိုင်မှရမယ်ဆိုရင်စဉ်းစားဖို့ခက်လာမှာပေါ့ဒါပေမဲ့ဘုရားရှင်ဂတိပေးတယ်တင်းမြင်လေရမယ်ဟာလေလုယာဟာလေလုယာတင်းမြင်ရမယ်တင်းမြင်သောအခါတင်းရဲ့နေပယ်တဲကိုဘုရားရှင်ကဝယ်နိုင်ခြင်းပိုင်းဆိုင်နိုင်ခြင်းဆိုတဲ့ဗိသိက်ကကြာလာမှာဖြစ်တယ်အရောက်တိုင်းဘုရားရှင်စကားပြောပါစေဟာလေလုယာဒါကြောင့်တင်းမြင်သောနေပယ်ထိတာလင်တင်းရောက်မှာဖြစ်တယ်လောတနဲ့မိသားစုကိုကောင်းကင်တမန်ကအာနာနဲ့ထွက်ခိုင်းလိုက်တယ်ဆိုဒုံနဲ့ဂေါမောရနဲ့ထွက်ခိုင်းလိုက်တာလွတ်လပ်သောနယ်မြေကိုပို့လိုက်ပြီဟိုဟာကိုဖျက်ဆီးသွားဖို့ဖြစ်တယ်သူတို့ကလွတ်လပ်လာပြီလွတ်လပ်သောနယ်မြေကိုသူတို့ရောက်လာတဲ့ဇောရာဆိုတဲ့မြို့ကိုသူတို့ဦးတည်လာတယ်သို့တော်လည်းပဲအဲ့ဒီမှာပဲလောတရဲ့ဇနီးကစားတိုင်းဖြစ်သွားပါလေရောသူနေရာရွေ့ပါတယ်ဆိုဒုံနဲ့ဂေါမောရရဲ့နေရာကနေသူကရွေ့သွားပါတယ်သို့တော်လည်းပဲနဲပဲမရှိဘူးသူဘာကိုပဲမြင်နေတယ်လဲဆိုဒုံနဲ့ဂေါမောရရဲ့အရှာကိုပဲသူမြင်နေတာဒါကိုပဲဆွဲလာနေတာဒါကိုပဲစဉ်းစားနေတာဒီအရာထဲမှာပဲသူမွေးလျော်နေတဲ့အတွက်ကြောင့်သူမြင်တဲ့နေပဲထိတာလေရောက်တာဒီနေ့ဘုရားရှင်ကသားသမီးမြောက်ဖြစ်စေခြင်းနဲ့ငါသားသင်ပါရှိတယ်လေသင်ပါမြင်တယ်လေဟာလေလုယာဟာလေလုယာသင်လိုချင်သောအရာကိုတိတိကျကျမြင်နိုင်ပါစေအရောက်တိုင်းဘုရားရှင်စကားပြောပါစေဟာလေလုယာဟာလေလုယာကျွန်တော်ကျမ်းစာမှာက Second King ခန်းကြီး14ကနေကျွန်တော်ဖတ်တဲ့အခါမှာဘာမြင်မလဲဆိုတော့ဖယားရဲ့လူအီလိရှဲရဲ့နောက်ဆုံးအချိန်ရောက်လူအချိန်မှာယေဟောရှဆိုတဲ့ဤသေလဘိန်ကရောက်လာပြီးတော့သူ့ရဲ့ရန်သူတွေဖိလစ်စတန်တွေကိုမနိုင်တော့တဲ့အတွက်ကြောင့်ဖယားလူရှေမှာသူကလာပြီးတော့ဖယားကိုကုနီတောင်းဖို့သူကရောက်လာတဲ့အခါမှာဖယားလူကဘာပြောတယ်လဲဆိုရင်အရှိပရင်ဘကိုဖွင့်မြားကိုပြစ်ခိုင်းတယ်ဒုတိယအနေနဲ့အဲ့ဒီမြားတံကိုယူသူ့ရဲ့အနားမှာရှိတဲ့မြေကြီးနဲ့ပြင်ပြားတွေကိုရှိုက်ခိုင်းတာရှိုက်စမ်းလို့ပြောတယ်အဲ့ဒီချိန်မှာယေဟောရှဘုရင်က3ချိန်ရိုက်တယ်3ချိန်ရိုက်တဲ့အခါမှာဖယားလူကတားစိတ်ဆိုတာဘာဖြစ်လို့တားစိတ်ဆိုတာကင်မြားက9ချိန်6ချိန်မက10ချိန်လောက်ရိုက်ရမှာကိုဘာဖြစ်လို့3ချိန်ပဲရိုက်တာလဲခင်ဗျာ3ခါပဲအောင်ရမှာ10ချိန်လောက်ရက်လိုက်ရင်တင်းရဲ့ဆွေစဉ်မျိုးဆက်အားလုံး
အောင်သွားမယ်ဘာဖြစ်လို့တော့3ချိန်ပဲရတယ်လေနေပယ်ထဲမှာတူထားတဲ့အရာတွေ तू မမြင်ဘူး तू မြင်ရင်3ချိန်ပဲမရဘူးဖျားလူကမြင်လိုက်တယ်ရှိပြီးတော့အရာတွေ तू မြင်တယ်လို့ तू မြင်လိုက်ပြီဆိုရင်10ချိန်မကသွားရိုက်ပါလိမ့်မယ်ဆိုလိုတာကပါလေမြင်နိုင်ပါမြင်ကြောင်းအရေးကြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်အာမင်နောက်ကြောင့်တင်မြင်သောနယ်ပယ်ထဲမှာတင့်အတွက်အရာတွေတိုးထားတာဖြစ်တယ်စနေနေ့လုံးလုံးတွေးသွင်းတဲ့မျိုးသမီးကိုကြည့်အောင်စနေနေ့ဆိုတာကဘယ်ထားနိုင်ပါမလဲလမ်းလျှောက်ဖို့မပြောနဲ့သူ့အနေနဲ့သူစားဖို့တောင်မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဒါမဲ့အဲ့ဒီမျိုးသမီးကကိုတော့ရဲ့အဝတ်ကိုသူကကိုင်နိုင်တဲ့အချင်းကြီးရောက်လာတယ်ဘာဖြစ်လို့လဲသူမြင်တယ်ဘုရားရှင်စကားပြောပါစေသူဘာလုပ်တယ်လဲမြင်တယ်ငါကြမ်းပါတယ်အဝတ်ကိုငါသွားကြည့်တယ်ငါနေကောင်းတယ်ငါလွတ်လပ်တယ်ငါကြမ်းပါတယ်သူဒီအရာကိုမြင်တဲ့အတွက်ကြောင့်တစ်ချိန်တည်းမှာဘိသိက်ကသူ့ပေါ်ရောက်လာတယ်သူကိုတော့နာရောက်လာနိုင်တဲ့ခွန်အားကအမြင်တဲ့ကနေစီစဉ်လာတာဖြစ်တယ်ဟာလေလုယာမဖြစ်သေးတော့မဖြစ်သေးတော့အရာကိုဖြစ်ပြီးပြီလို့မြင်နိုင်တာကယုံကြည်ခြင်းဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းဆိုတဲ့နယ်ပယ်ထဲမှာသူကမြင်လိုက်တဲ့အတွက်ကြောင့်မထားနိုင်မဲ့လူကကိုတော့အနာဘယ်ချိန်ရောက်လာတယ်လဲဆိုတာသူလည်းမသိဘူးသူရောက်လာတယ်ကျွန်တော်နားလဲတဲ့အတိုင်းသူ့မှာကြီးမားတဲ့နမိတ်လက္ခဏာကသူ့အပြင်ထွက်လာတာဖြစ်တယ်မြင်တဲ့နယ်ပယ်ကျွန်တော်တို့ရောက်ဖို့ဘုရားရှင်ကကျွန်တော်ကိုထားရတာဖြစ်တယ်အရောက်တိုင်းဘုရားရှင်စကားပြောပါစေဟာလေလုယာဟာလေလုယာဝါဒါဆိုရင်ကျမ်းစာကဘာပြောတယ်လဲဆိုတော့ဘုရားရှင်ကတင်မြင်တဲ့နေရာမှာကြီးမားတဲ့တင်းအတွက်သူကြံစီထားတဲ့ destiny တွေတင်းအတွက်သူအကြံစီတွေကိုတင်းရဲ့မြင်ခြင်းထဲမှာသူထားတာဖြစ်တယ်ဒါကြောင့်ဒီနေ့စပြောခြင်းတဲ့ຢာကပါလဲမောရှေကလောင်ပြီးတော့မကျွမ်းတဲ့ခြုံကိုလာကြည့်တဲ့အခါမှာသူမြင်လိုက်တဲ့အရာကထာဝရဘုရားရဲ့နယ်ပယ်ကိုမြင်လိုက်တယ်ကိုတို့ရဲ့စကားကိုအဲ့ဒီထဲမှာရလိုက်တယ်ရလိုက်တဲ့အတွက်ကြောင့်သူချက်ချင်းပြန်ထွက်သွားတယ်ဘာအတွက်လဲအလုပ်လုပ်ဖို့အဲ့ဒီအလုပ်ကပါလဲအီဂျစ်ကနေခါနာန်ပြည်ကိုထွက်သွားကြဖို့ဆိုတဲ့လုပ်ငန်းကြီးစီမံကိန်းကြီးကိုသူကတစ်ပင်ခြုံလောင်ပြီးတော့မကျွမ်းတဲ့ခြုံကနေသူရတာဖြစ်တယ်။ဆက်ပြောချင်တဲ့အရာကပါလေသူကြည့်နေတာကလောင်ပြီးတော့မကျွမ်းတဲ့ခြုံကိုသူကြည့်နေတော့လည်းပဲသူမြင်တဲ့အရာကတစ်မျိုးပဲသူမြင်တဲ့အရာကတစ်ခြားပဲဖယားရှင်ထားတဲ့အရာကိုသူမြင်လိုက်တာဒီနေ့ကျွန်တော်ရင်ဆိုင်တဲ့အရာတိုင်းမှာဖယားရှင်မြင်စေခြင်းနဲ့ကျွန်တော်တို့အတွက် destiny ကိုမြင်စေခြင်းတာဖြစ်တယ်ဖယားရှင်အရောက်တိုင်းစကားပြောပါစေသင်ကြားနေတဲ့လီဒီယိုကိုပဲအာယုံမဆိုင်ပါနဲ့ထိုအရာရဲ့အထဲမှာဖယားရှင်ဖွက်ထားတော့သင်အတွက်အရာတွေရှိပါတယ်ထိုအရာကိုကျွန်တော်မြင်တတ်ဖို့အရောက်တိုင်းဖယားရှင်စကားပြောပါစေဟာလေလုယာဟာလေလုယာနံပါတ်3ကပြောခြင်းနဲ့ဖယားဖြစ်မြင်စေခြင်းတဲ့အရာကိုသင်မြင်တဲ့အခါထိုအရာကသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်အာမုခန်းကြီးရှစ်ပိုင်ငယ်တင်းတဲ့နှစ်ကိုကျွန်တော်ဖတ်ရအောင်โอเคအာမုခန်းကြီးရှစ်ပိုင်ငယ်တင်းတဲ့နှစ်ကိုကျွန်တော်ဒီမှာအလုံးဖတ်မယ်တင်းတော့တဖန်အရှင်ထာဝရဘုရားဒီငါအားပြတော်မူဝေါအာမုဒီသင်ရဲ့ဘယ်ရာကိုမြင်သည်ဟုမေးတော်မူလျက်ຫນွေကာလအတီးပါသောတောင်းကိုမြင်ပါသည်ဟုငါလျှောက်တော်ထာဝရဘုရားကနောက်ဆုံးသောကာလဒီငါဤဣသေလအမျိုး၌ရောက်လေပြီးနောက်တပံသူတို့ကိုငါတိမခံဒီမှာရှမ်းစာဖတ်ရအောင်ဖယားမြင်စေခြင်းသောအရာကိုမြင်ခြင်းဒီသင်ရဲ့အောင်မြင်ခြင်းရှိသောနေရာဖြစ်တယ်ဖယားရှင်ကသူပြလိုက်တယ်ဘာကိုပြလိုက်တယ်လဲဆိုရင်ຫນွေကာလ၌တောင်းနဲ့ပြည်တော့အတီးကိုမြင်တာဘာမြင်တယ်လဲလို့မေးလိုက်တဲ့အခါမှာ
အာမောစ်ကဘာပြောတယ်လဲကိုရောຫນွေကာလမှာတောင်းနဲ့ပြည့်သောအတီးကိုကျွန်တော်မြင်ပါ၏လို့ပြောတယ်ဒါအရေးကြီးတဲ့အရာဖြစ်တယ်တကယ်လို့အာမောစ်မဟုတ်တဲ့ခြားသူတယောက်ကိုဘုရားရှင်ကမေးမယ်ဆိုရင်ဘာပြောမလဲကိုရောຫນွေကာလဆိုတာခင်ဗျမသိဘူးလားဘာမှမရှိဘူးချုပ်တွေ့တဲ့နေရာအတီးမပြောတဲ့ရွှေတောင်မှမရှိဘူးခန်းချောက်ပြီးတော့ပူပြင်းတဲ့ကာလဘာမှမရှိတဲ့အခါမှာဘာမြင်ရမလဲလို့ဘုရားကိုပြန်ပြောမယ်လူကိုသူမမေးဘူးအဲ့ဒီຫນွေကာလကြီးထဲမှာအတီးနဲ့ပြည့်တော့တောင်းကိုမြင်နိုင်တော့သူမေးတာဖြစ်တယ်ယနေ့ကျွန်တော်တို့ရဲ့အချိန်ကာလပတ်ဝန်းကျင်ကຫນွေကာလလေသူတော်ကာလဖြစ်တယ်၆တွေ့တဲ့ကာလဖြစ်တယ်အမှန်တရားထဲမှာဒါမဲ့ထိုနေရာမှာတင်းဒီအသီးများစွာမြင်စေခြင်းလေတင်းရဲ့တောင်းတွေအသီးနဲ့ပြည့်သောတောင်းကိုဘုရားရှင်မြင်စေခြင်းတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်အာမင်အာမင်ဒါဆိုတင်းဒီအာယုံပြုရမယ်တင်းမြင်ရမယ်တချို့သောသူကຫນွေကာလကိုပဲမြင်နေလိမ့်မယ်တင်းဒီတောင်းနဲ့ပြေသောအတီးကိုမြင်တတ်ပါစေဒါဆိုရင်တင့်အတွက်နမိတ်လက္ခဏာကကြီးမားစွာလှုပ်ဆောင်လာလို့မှာဖြစ်ပါတယ်ဆာလနတ်စေကိုပိုင်တဲ့ဆေမာဒီလိုပြောထားတယ်ထာဝရဘုရား၏မိုးတဲ့မုန်တိုင်းပေါ်မှာထိုင်တော်မူ၏အကယ်စင်စစ်ဘုရားသခင်ရဲ့ရှင်မြတ်ဘုရင်အရာ၌ထိုင်တော်မူ၏ဘုရားရှင်သည်မိုးတဲ့မုန်တိုင်းပေါ်မှာဘုရင်ဖြစ်ထိုင်တယ်ဒါဆိုရင်ဒီနေရာမှာနှမျိုးရှိတယ်တင်းဘဲအရာကိုမြင်တယ်လေမိုးတဲ့မုန်တိုင်းရေလိုင်းခက်တန်သောရေလိုင်းကိုပဲတင်မြင်နေသလားဒါမှမဟုတ်ထိုအရာရဲ့အပေါ်မှာထိုင်နေသောဘုရင်ဖြစ်တဲ့ကိုတော့ကိုတင်မြင်သလားတင်မိုးတဲ့မုန်တိုင်းရဲ့အကြောင်းကိုပဲတင်ဆွဲလန်းပြီးတော့အာယုံစိုက်နေသလားထိုအရာရဲ့ထဲမှာထိုင်သောဘုရားကိုတင်အာယုံစိုက်နေသလားဟာလေလုယာတင်အာယုံစိုက်တဲ့အရာကတင်ကိုခေါ်ဆောင်သွားမဲ့နယ်ပယ်ဖြစ်တယ်တင်မြင်တတ်ရမှာဖြစ်တယ်Hallelujah. Hallelujah. Hallelujah. ရှောလုနဲ့ဒါဝိရဲ့ကြွားချက်ချက်ကဒါပါပဲရှောလုကဂိုလိယကိုပဲအာယုံဆိုင်ပြီးတော့သူစကားပြောနေတာဒါဝိခင်ဗျာမစားနဲ့နော်အဲ့ဒီဂိုလိယကငင်းငယ်ကလေးကသူကကျွမ်းကျင်နေချီးပြင်းလာတဲ့လူမမွေးခင်ကလေးကမြားပြစ်တော်တဲ့လူကွာခင်ဗျာဒီလူကိုသွားမထီးနဲ့နော်လို့ရှောလုကဒါဝိပြောလိုက်တာဒါဆိုရင်ရှောလုရဲ့အာယုံကဘာပဲရှိတယ်လေဒါကောလျာပဲရှိတာကောလျာရဲ့ကျွမ်းကျင်မှုကောလျာရဲ့ပညာကောလျာရဲ့တကူထဲမှာပဲရှောလုကမွေးလျော်နေတဲ့ကြောင့်ကောလျာရဲ့လွမ်းမိုးမှုကရှောလုကိုဝမ်းမြောက်လိုက်တာဒါမဲ့ဒါဝိကဘာပြောတယ်လဲဟုတ်ကဲ့အဘကျွန်တော်အဖေရဲ့တိုးတွေကြောင်းလုံးကရှင်တည်းကလာပြီးတော့တိုးကိုဖမ်းလိုက်တာငါလည်းသွားပြီးတော့အဲ့ဒီရှင်တည်းရဲ့နှရုပ်ကိုကင်ပြီးတော့ good morning လုပ်လိုက်တာတီးသွားပါလေရောဝင်လာတယ်ကျွန်တော်လည်း good morning လုပ်လိုက်တယ်တီးသွားတယ်အဲ့ဒီလူကြီးကိုလည်းဒီတရိษံတကောင်ကဲ့သို့ဘုရားရှင်ကပြုတ်ပါလိမ့်မယ်ဒါဆိုရင်ဒါဝိရဲ့အာယုန်ထဲမှာပါရှိလေဒါဝိရဲ့တွေးခေါ်ထဲမှာပါရှိလေဒါဝိရဲ့အမြင်ထဲမှာပါရှိလေဂေါလိယမရှိဘူးဖရားပဲရှိတယ်ဟာလေလုယာဒီနေ့သင်ရင်ဆိုင်ရတဲ့အရာတွေသင်ရင်ဆိုင်ဖြတ်တန်းနေတဲ့ပြဿနာတွေကသင်ရဲ့အစွမ်းသင်ရဲ့ကျွမ်းကျင်မှုထက်ပို၍ကြီးပါလိမ့်မယ်သို့တော်လည်းပဲထာဝရဘုရားဒီထိုအရာများရဲ့ထဲမှာရှိတယ်သင်ဘယ်အရာကိုမြင်တယ်လဲသင်ဘယ်အရာကိုမြင်တယ်လဲဒီနေ့ဘုရားရှင်သင်ကိုမြင်စေခြင်းတာကတရားတော်၌ရှိသောအံပွေသောအရာတို့ကိုမြင်နိုင်ပါမည်ကြောင်းမျက်စိကိုဖွင့်ပေးပါသင်မြင်စေခြင်း